ပြောပြတော့မှာဖြစ်ပါတယ်နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ mixer ရဲ့ဒီ crossover EQ ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ power တွေနဲ့တွဲဖက်ပြီးတော့ဖုံဖုံဖွင့်လေးလေးကိုပြောပြသွားမယ်ပေါ့နော်သူရဲ့ဒါပွဲတစ်ပွဲရဲ့အခြေခံအဆင့်ပေါ့နော်ကျွန်တော်တို့ကိုအသုံးမိမဲ့ speaker တွေကတော့ကျွန်တော်တို့ဒီ FTV တွေကကျွန်တော်တို့215နဲ့218တစုံပေါ့နော်အတွဲတွဲကိုကျွန်တော်ဒါစမ်းပြီးတော့ဖွင့်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ပထမဆုံးအနေနဲ့ဒီ mixer နဲ့ crossover တွဲနည်းလေးကိုဒါကျွန်တော်ရင်ပြောပြသွားမယ်ပေါ့နော်အဲ့တော့ mixer နဲ့ crossover တွဲတာတော့ကျွန်တော်တို့လွယ်တယ်ကျွန်တော်တို့ဒီ mixer နေပြီးတော့ crossover ကိုသွားလိုက်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ EQ ပါတာဖြစ်တဲ့အတွက် EQ ကိုခံသုံးမှာဖြစ်တဲ့အတွက် EQ ကိုကျွန်တော်တို့အရင်ဝင်လိုက်မယ် EQ ဝင်ပြီးပြီဆိုမှ EQ output ကနေကျွန်တော်တို့ crossover ကိုသွားမယ်ပေါ့နော်အဲ့ဒါမှလည်းကျွန်တော်တို့အတန်ဒီအကုန်လုံးကိုမြင့်သွားမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီ crossover ကနေ low ပဲခွက်ခွက် bass ပဲခွက်ခွက်215ပဲခွက်ခွက် EQ က main ဖြစ်တဲ့အတွက် main ကနေကျွန်တော်တို့ကပြန်ခွဲမှာဖြစ်တယ်ပေါ့နော်ပထမဆုံးစစင်ရမှာကျွန်တော်စစင်စားမှာ mixer ကနေစစင်စားမယ် mixer ကနေဘယ်ကိုသွားမလဲEQ သွားမယ် EQ ကနေ crossover သွားမယ် crossover တစ်ဆင့်ကျွန်တော်တို့ဒီ